စာကားလေဒီကြောက်တုံးရင်ကိုတွေးတဲ့ခါကျတော့မလုပ်ခဲ့လေဆိုတော့လေကြောက်တုံးရဲ့အလယ်မှာထိုင်ပြီးတော့ခါကြော်လေးတွေကိုပါဖြေလျှော့ခဲ့တယ်ပေါ့နော်ပြီးတော့ငါးစာကျွေးလို့ရတယ်လေဒီတတ်မှတ်ပေးထားတဲ့နေရာပေါ့နော်ငါးစာကျွေးဖို့ဆိုပြီးတော့တတ်မှတ်ပေးထားတဲ့ရှောက်လန်းတစ်လျှောက်ကိုအေးလေးဆိုတော့လမ်းကလည်းရှောက်လို့ကောင်းတာဆိုတော့လေတစ်ပတ်လောက်ပတ်လျှောက်ပြီးတဲ့အခါကျမှငါးစာလေးတွေကိုကျွေးအရန်ကိုအဆင်ပြေနေရသေးလားလမ်းရှောင်းရင်းနဲ့ဘာသွားတွေ့လဲဆိုတော့ဒီမှာလေဒီပိုင်းသွားတွေ့အောင်ပေါ့နော်အမှတ်တမဲ့ဆိုတော့ကွာအကူငုတ်ကြည့်လိုက်တဲ့အခါကျတော့နည်းနည်းတော့လေစိတ်ထဲမှာလန့်သွားတာပေါ့နော်အတွေးရလဲတွေးရှောက်တွေးမိတဲ့သဘောမျိုးဖြစ်သွားတာဟုတ်ဒီနေရာလေးကကြတော့ငါးစာကျွေးလို့ရတဲ့နေရာလေးပေါ့နော်ချောင်းကြီးကတော့လေအရန်အေးချမ်းနဲ့တာရတဲ့ဆာငါသိပ်သဘောကျတဲ့ဒီနေရာလေးကိုလေပြီးတော့လေထိုင်းချောင်းတွေတော်တော်များများကလေတန့်ရှင်းနေရောပဲနော်အမိုက်တွေလည်းလေမတွေ့ရအောင်သိလားအရန်တန့်ရှင်းတယ်ဒီပင်လေးကတော့ဘာပင်လေးလဲမသိဘူးသဘောကျ